ဘီလူးတစ်ကောင်နဲ့နောက်တစ်ကောင်တွေးတဲ့အခါဘယ်လိုများဖြစ်သွားမလဲဒီတစ်ခါပြောပြမယ်ဇလန်းကတော့အဲ့လီလိုပါပဲမြန်မာပြည်ကအရန်ကိုကြောက်ဖို့ကောင်းတဲ့တစ်စီတစ်ကောင်ကသူ့ရဲ့ဆိုးတဲ့ပြန်ပတ်တစ်ကြောင်နဲ့ထိတိုက်တွေးတဲ့အခါဘာရီဆက်ဖြစ်မလဲဆိုတဲ့ထူးထူးဆန်းဆန်းထိလန့်စရာဇလန်းတစ်ပုဒ်ကိုတစ်ဆက်ပေးခြင်းပါကဲဒီစောက်မျက်နှာဖုတ်ကိုပဲတစ်ချက်ကြည့်လိုက်ပါဦးတော်တော်လေးကျန်းနေနော်ဒီလိုတွေးပြက်လုံးစရာပုံကျန်းကစာဖတ်သူကို6လန့်ဖို့တက်ပဲတော့မဟုတ်ဘူးဒါက Bubble လို့ခေါ်တဲ့ထိတ်လန့်ရာတစာပေရဲ့အမတာတစ်ခုပဲမြင်လိုက်တာနဲ့ကိုအော်ဒါကတော့အလန်းစာပေါင်းမရှိကန့်တဲ့ချက်မရှိတဲ့ဇလန်မျိုးဖတ်ရတော့မှာပဲဆိုတော့ကိုတန်းတီးစေတယ်လေဟုတ်ပြီဇလန်ကျုံပြောခင်မှာတော့မြမယဉ်ကျေးမှုနောက်ခံလေးကိုနည်းနည်းလောက်နားလေထားဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီမှာလေတစီတရေဆိုတာကြောက်စရာပုံပင်တွေကဇက်ကောင်တမဟုတ်ဘူးသူတို့ကရိုးရပုံပင်တွေထဲမှာနက်နက်ရှင်းရှင်းအမြင့်တွေ့နေတာလူလေးရဲ့ကြောက်ရွံ့မှုတွေတတိပေးခြင်းတဲ့အဆုံးအမတွေကိုကိုစားပြတယ်အဲ့တော့ဒီလိုနောက်ခံကြုံတွေကြောင့်ပဲအခုပြောပြမယ့်ဇလန်ကပို့ပြီးတော့အသက်တွေလာတာပေါ့အဲ့ဒီလိုဝိညာဉ်တွေတဆေးတွေအများကြီးတဲ့မှာတယောက်ရှိတယ်သူ့နာမည်ကိုတောင်ထူးထူးလေးမှမပြောရဲလောက်အောင်ကြောက်ဖို့ကောင်းပြီတခြားတဆေးတွေရဲ့တာလွန်တဲ့တယောက်ဒါဆိုအဲ့ဒီလောက်တောင်ကြောက်ဖို့ကောင်းတဲ့တချေကဘယ်လိုဖြစ်မလဲကဲဇလန်ရဲ့အထီးကဗီလင်းကြီးကိုမိတ်ဆက်ပြရတော့မှာပေါ့သူကတော့မဖဲဝါပါပဲမြန်မာရိုးရပုံပြန်တွေမှာတော့သူကတာမန်တစ်စေတကောင်မဟုတ်ဘူးနော်တခိုးလဲကြီးတယ်ကလေးစားချေတတ်တာစိတ်လဲပြင်းတယ်အဲ့ဒါကြောင့်နမဲကြီးတဲ့ဝင်းကျင်တစ်ပါးပေါ့ဒီဇက်လာမှာဆိုရင်တော့ तू ကအဓိကချင်းချောက်မှုပဲဘထူးမှရက်တန်လို့မရနိုင်ဘူးလို့ထင်ရတဲ့တဘာဝလုံးကိုစွမ်းအားကြီးတစ်ခုပေါ့ဒါပေမဲ့လေဒီလိုကြောက်မှတ်ဖွယ်ကချင်းချောက်မှုကြီးရဲ့အလဲမှာပဲမထင်မှတ်ထားတဲ့ပြန်ပတ်တယောက်ပေါ်လာတယ်ဟုတ်ပြီအခုဇလန်ရဲ့တွေ့ရကောင်းနဲ့တွေ့ဆုံဖို့အချိန်ကြပါပြီဒီနေရာမှာပဲဇန်နန်ကအစ်စ်ဝင်စားဆရာကောင်းတဲ့အလဲအပြောင်းတစ်ခုကိုရောက်လာတာဘာလို့လဲဆိုတော့မဖဲပါလို့တန်ခို့အချီးဆုံးဆိုတဲ့ဝိညာဉ်မှာတော့အားနည်းချက်ဆိုတာရှိနေလို့ပဲဘလောက်ကျန်းတယ်ဘလို့ဖြစ်ဖြစ်သူ့ကိုနိုင်မဲ့သူဆိုတာတော့ရှိစမြဲမဲ့လေဇလန်ရဲ့သူရဲ့ခေါင်းကတော့တားတယ်ပါသူကတာမန်လူတယောက်တော့မဟုတ်ဘူးတဘာဝတော်ကိစ္စတွေကိုအထူးပြုထားတဲ့ပညာရှင်ပြောရရင်တစ်စေတွေကိုရင်ဆိုင်နေဖို့အထူးကျွမ်းကျင်တဲ့တစ်စေမှုဆိုတယောက်ပေါ့ဗျာအခုဒီဇက်လန်ကိုတကယ်ပဲအမတ်ရစရာဖြစ်စေတဲ့အဓိကအချက်ပိမပတိပခါစီကိုရောက်လာပါပြီစာအုပ်ခေါင်းစဉ်မှာရေးပြပေးထားသလိုပဲဒါကတကယ်ကိုထူးဆန်းပြီးတော့ဖြစ်ပါမလားလို့တောင်တွေးရမယ်အယူအဆတစ်ခုပါဒီကိုကားဇာတာလေးကိုပဲကြည့်လိုက်ပါဦးဇလန်တစ်ခုလုံးရဲ့ထူးခြားစံပြမှုကိုဒီတကြောင်တည်းနဲ့ပေါ်ပြနေတာတစေတကောင်ကပြန်ကြိုက်ပြီးခုခံတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်လေစဉ်းစားကြည့်လေဘလောက်တောင်ထူးဆန်းပြီးမကြားဖို့တဲ့အရင်ဆိုင်မှုမျိုးလေနောက်တစ်စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ခုကစောင်းရဲ့အမှုပညာဟန်ပိုင်ပဲဒီလိုကြံတန်းပြီးသွေးပြက်ဆရာပုံတွေကအစောကပြောခဲ့တဲ့ plus စာပေရဲ့အမှန်တရားတစ်ခုပေါ့ဒီပုံစံကဇလန်ရဲ့ရက်ဆက်ကြံတန်းပြီးထိတ်လန့်စရာကောင်းတဲ့အမွေအသက်ကိုပို့ပြီးတော့ပေါ်လွင်စေတယ်လေကဲဒီဆလန်လေးတပုတ်တည်းကနေခဏခေါ်ပြီးတော့သူ့ကိုမွေးဖွားပေးလိုက်တဲ့ပူကျဲပြက်တဲ့စာပေအမျိုးအစားမြန်မာ popular ထဲလန်ရတဲ့စာပေလောကအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒါဆိုမြန်မာ popular ထိတ်လန့်ဇာတာစာပေဆိုတာဘာလဲအလွယ်ဆုံးပြောရရင်တော့အများအပြားထုတ်လုပ်တဲ့လူကြိုက်များတဲ့စာပေအမျိုးအစားတစ်ခုပေါ့ဒီဇလန်တီရဲ့အဓိကအချက်တွေကတော့သူတို့အရန်ထိတ်လန့်စရာကောင်းတယ်ထွေးထွေအတန်ယူမှုတွေပါတယ်ပြီးတော့တဘာဝလွန်ဇက်အိမ်တွေပေါ့အခြေခံထားတယ်အဓိကကတော့စာဖတ်သူကိုစိတ်လုံးရှားစေဖို့ကြောက်လန့်စေဖို့ပဲပေါင်းဒီချိုးဖြတ်ဖို့လည်းလုံးဝဝမလဲဘူးဒီစာအုပ်ရဲ့မာဒီကာကိုချက်ကြည့်လိုက်အောင်တာရီဇလန်ဟာဒီထက်ကဇလန်ပေါင်းများစွာတဲ့ကပုတ်ပဲဆိုတာတွေ့ရပါလိမ့်မယ်တခြားခေါင်းစဉ်တွေကိုကြည့်လိုက်ပါဦးဖက်ခင်ကိုကြိုက်တဲ့သိစေတယ်ကြည့်စားဒီလိုခေါင်းစဉ်တွေကပဲဒီစာပေအမျိုးအစားကဘလောက်တောင်ထူးဆန်းပြီးရဲတင်လဲဆိုတာကိုတက်တဲ့ပြနေတာပဲတကယ်ကိုဘာကိုမနောက်မဆုတ်တန်းအေးထားတာလေဒါဆိုဘာဖြစ်လို့ဒီလိုကြောက်စရာပုံပင်တွေကဒီနေ့ခေတ်အထိလူတွေကိုဆက်ပြီးဆွဲဆောင်နေနိုင်ရတာလေသူတို့ရဲ့ဒီဓာတ်နေဆက်ဒန္တာရဲ့ရုပ်ခွက်ချက်ကဘာဖြစ်မလဲဒီကုန်းချုပ်အငယ်နဲ့သုံးသပ်ကြည့်ကြအောင်ဒါရီလို့စကောက်မျိုးနဲ့မြန်မာ popular ထိတ်လန့်ရက်စာပေကလူလေးရဲ့စိတ်ထဲမှာဘာကြောင့်ဒီလောက်ဆွဲကြနေရတာလဲဆိုတော့အကြောင်းရင်းတွေကရှင်းပါတယ်တစ်ချက်ကတော့မီးကိုမီးနဲ့ငိမ့်သက်တဲ့ထူးခြားတဲ့သူရဲကောင်းပုံစံကြောင့်ပဲနောက်ပြီးယဉ်ကျေးမှုဆိုင်ရာယုံကြည်ချက်တွေနဲ့နက်နက်ရှိုင်းရှိုင်းဆက်ဆက်နေတယ်ပြီးတော့အားနဲ့သူကအားကြီးသူကိုအနိုင်ယူတဲ့ဇာတ်လမ်းပုံစံကအမြဲတမ်းဆွဲဆောင်မှုရှိနေတာကိုနောက်ဆုံးတစ်ချက်ကတော့ပွင့်လင်းပြီးဘာမှချွင်းမချန်တင်ဆက်ကဇာတ်လမ်းပြောပုံစံတွေကြောင့်ပါပဲဒါပဲကျွန်တော်တို့ကိုနောက်ဆုံးအရေးကြီးတဲ့မေကွန်တစ်ခုစီခေါ်သွားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကျွန်တော်တို့ရဲ့တစ်စီတွေကတကယ်တော့ကျွန်တော်တို့အကြောင်းဘာတွေပြောပြနေတာလဲကိုရင်ကြားဘူးတဲ့တစ်စီတည်းပုံမြင်တွေကိုပြန်စဉ်းစားကြည့်လိုက်လေအဲ့ဒီပုံမြင်တွေကဘလို့ကြောက်ရွံ့မှုတွေတံပိုးထားမှုတွေယုံကြည်ချက်တွေကိုထင်ရနေတယ်လဲ
ဒါကထေးလန့်ဆရာဇာလန်တွေကဖြိုးဖြေးတက်အများကြီးပို့တယ်ဆိုတော့ကိုတတိပေးနေတယ်တကယ်ကိုအစွမ်းခတ်တဲ့မေခွန်းတစ်ခုပါပဲ ကဲအဲ့နောက်ဆုံးမေခွန်းလေးကိုစဉ်းစားရနေပဲဒီတင်ဆက်မှုကိုတော့ဒီစာအုပ်ရဲ့အထင်ကရမနာဖုံပုံရေးလေးနဲ့ပဲအဆုံးသတ်လိုက်ပါစီ